ဓမ္မပညာသင်တန်းဒီနေ့ဖွင့်လှစ်မဲ့ဓမ္မပညာသင်တန်းကတော့သုတ်တံအနှစ်ချုပ်ကိုသင်မဲ့ဓမ္မပညာသင်တန်းဖြစ်တယ်ဒီယခုနေ့စတင်ပြီးတော့ဖွင့်လှစ်တဲ့ဓမ္မပညာသင်တန်းတွေမှာရက်တို့သင်တန်းရက်ရှိသင်တန်းလို့ဆိုပြီးအားလုံးလိုက်နိုင်အောင်လို့အချိန်မအားလာတဲ့ပုဂ္ဂိုလ်တွေရက်တို့သင်တန်းတက်ပြီးတော့အချိန်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေရက်ရှိသင်တန်းတက်ဖို့ဆိုပြီးဒီလိုဖွင့်လှစ်ခဲ့တယ်ပထမရက်တို့သင်တန်း10ရက်9ရက်တစ်ပိုင်း9ရက်တစ်ပိုင်း10ရက်မှာအဘိဓမ္မာအနှစ်ချုပ်လို့ဆိုတဲ့အခြေခံအဘိဓမ္မာခြုံငုံပြီးတော့ကြည့်ရှုတဲ့နည်းနဲ့အဘိဓမ္မာအခြေခံကို10ရက်နာရီပေါင်း20သင်တန်းပို့ချပြီးတော့ပြီးပြီဓမ္မပညာသင်တန်းရက်ရှိအမှတ်စဉ်1ကိုလည်းအပိုင်း1အပိုင်း2ခွဲပြီးတော့အပိုင်း1မှာဝိသုဒ္ဓိမက်မှာကမ္မထံတရားအထုတ်ဖို့ရအတွက်အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ဒိဋ္ဌိဝိသုဒ္ဓိအခန်းနဲ့ကင်္ခာဝေဒနာဝိသုဒ္ဓိလို့ဆိုတဲ့နာမရူပပရိစ္ဆေဒဉာဏ်ပိစ္ဆပရိက္ခဉာဏ်ဒီအခြေခံဉာဏ်နှစ်ခုလုံလောက်အောင်အသေးစိတ်ရှင်းပြတဲ့ဝိသုဒ္ဓိမဲ့ကျမ်းလာမူရင်းအတိုင်းနားလည်အောင်ဆိုပြီးတော့သင်တန်းပို့ချပြီးအပိုင်း1မှာတော့ဝိပဿနာတရားအထုတ်တဲ့အခါမှာလမ်းလွဲသွားနိုင်တဲ့အပိုင်းတွေကိုရှင်းပြတဲ့မေဃဉာဏတသနာဝိသုဒ္ဓိအပိုင်းအဲ့ဒီအပိုင်းကိုပြီးဆုံးအောင်ပို့ချပြီးလို့ရက်ရှိသင်တန်းရက်ပေါင်း28ရက်အဲ့ဒီရက်ပေါင်း28ရက်နိုင်ပေါင်း56နိုင်ပေါ့နော်အဲ့ဒါလောက်သင်တန်းပို့ချလို့ပြည့်စုံသွားပြီအခုတော့ဓမ္မပညာသင်တန်းရက်တို့အမှတ်စဉ်2မှာသုတ်တံအနှစ်ချုပ်ဆိုတဲ့ဘာသာရပ်ကိုသင်ကြားဖို့ဒီနေ့သင်မဲ့ဘာသာရပ်ကိုမဟာသတိပဋ္ဌာန်သုတ်ကိုရွေးချယ်ပြီးတော့ထားတယ်ဘာဖြစ်လို့မဟာသတိပဋ္ဌာန်သုတ်ကိုရွေးချယ်ရတယ်လဲလို့ဆိုရင်ဒီမဟာသတိပဋ္ဌာန်သုတ်ရဲ့ထူးခြားချက်တွေကတော့ကျင့်စဉ်တစ်ခုတည်းနဲ့အကျိုး9မျိုးကိုဖော်ထုတ်ပေးနိုင်တဲ့ကျင့်စဉ်တစ်ခုဖြစ်သောကြောင့်ထူးခြားအားဝယ်ကောင်းတဲ့သုတ်တစ်သုတ်လည်းဖြစ်တယ်နောက်ပြီးတော့ဘုရားအဆူဆူဒီသုတ်တံကိုဟောကြားပြီးဒီသုတ်တံကျင့်စဉ်အတိုင်းကျင့်ပြီးတော့မိမိတို့ကိုယ်တိုင်လည်းဘုရားဖြစ်သို့ရောက်တယ်တပည့်တာဝကတွေကိုလည်းတန်တရားဝဆင်းကလွတ်ကင်းစေနိုင်တဲ့ရတ္တမေရတ္တဖို့ဆိုတဲ့တရားဓုတရားမြတ်ကိုရစေပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဘုရားအဆူဆူမစွန့်တဲ့သုတ်တံလို့ဆိုလိုတာကဘုရားတိုင်းဟောတဲ့သုတ်တံလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့လိုဘုရားဟောတဲ့သုတ်တံတွေထဲမှာဘုရားတိုင်းဟောတယ်လို့ဆိုတော့ဒီသုတ်တံကလွန်ထူးခြားတဲ့သုတ်သာဝတိမြို့ကဓမ္မိကဥပဒကဆိုတဲ့ဥပဒကခြံရံ900ရှိတဲ့အဖွဲ့တစ်ခုရှိတယ်ခုခေတ်လိုပဲပေါ့ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့အဖွဲ့ association တစ်ခုလူ900ပါဝင်တဲ့ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခေါင်းဆောင်ဖြစ်တဲ့ဓမ္မိကဥပဒကကြီးဘာသာသာသနာတော်ကိုအလွန်ကြီးညိုလေးစားပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါမှာသောတာပန်ဖြစ်ပြီးပြီပဲလို့သောတာပန်ဖြစ်ထားတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားအလွန်ထက်မြက်တော့သူနောက်ဆုံးအချိန်လေးမှာဘုရားဟောတဲ့တရားတွေကိုနားကျင်တယ်တန်ဃာတွေကိုပင့်ပေးပါဆိုတော့သာသမီတွေကတန်ဃာတွေကိုပင့်ပေးတယ်ယဟန်တန်ဃာတွေက
သူလဲလျောင်းနေတဲ့ညောင်ဆောင်ပတ်လည်မှာနေရာယူကြပြီးတဲ့အခါဘာတရားနာကျင်တို့မေးတော့ဘုရားဆူဆူဟောခဲ့တဲ့မဟာသတိပဋ္ဌာန်သုတ်ကိုပဲနောက်ဆုံးချိန်မှာနာကျင်ပါတယ်လို့ဓမ္မဝရမှာဒီလိုမှတ်တမ်းတင်ထားတာရှိတယ်အဲ့တော့အဲ့ဒီစကားအရာဆိုရင်ရိယပုဂ္ဂိုလ်တွေဟာလည်းသောတပန်တွေနော်သောတပန်စတဲ့ရိယပုဂ္ဂိုလ်တွေဟာလည်းအဗ္ဗဓမ္မဒီမဟာသတိပဋ္ဌာန်သုတ်ကိုမျက်မျက်နှိုးနှိုးရှိတယ်ဆိုတာသူတို့ကိုယ်တိုင်လည်းနေ့စဉ်နဲ့အမျှကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့ဒီအာယုန်တွေနဲ့ပဲမိမိတို့စိတ်လေးကိုထိမ့်သိမ့်ပြီးတော့စိတ်ပြည့်ဖွယ်ညင်းငွေ့ဖွယ်ရှုပ်ထွေးလာတဲ့လောကရဲ့အာယုန်တွေကနေပြီးတော့ရှောင်တိမ့်ပြီးတော့နေကြတယ်လို့ဒီလိုနားလဲရတယ်ရှောင်တိမ့်နေတယ်ဆိုတာပဋိသင်္လာနလို့ခေါ်တယ်ပဋိသင်္လာနတယောက်ထိကိန်းအောင်တယ်ဆိုတာပဋိဆိုတာထိုတို့အာယုံစိတ်ဟာထိုတို့အာယုံနေမြင်ရတဲ့အာယုံကြားရတဲ့အာယုံထိုတို့အာယုံလောကအာယုံစိတ်နောက်เสียစိတ်ပူเสียအာယုံနေစိတ်ကကိလေသာမရှိရင်တော့မနောက်ဘူးပေါ့သို့တော့ဒါတွေကစိတ်နောက်เสียအာယုံနေလို့ပဲဆိုရတယ်နိဗ္ဗာန်အာယုံလို့ငြိမ်းချမ်းတဲ့အာယုံမဟုတ်ဘူးအဲ့ဒီစိတ်နောက်เสียအာယုံတွေကိုစိတ်ကိုမပုတ်လွတ်ဖဲနဲ့အာယုန်တွေကနေဆုတ်ခွာပြီးတော့ကမ္မထာအာယုန်တစ်ခုတည်းမှာပဲငြိမ်ဝတ်နေစေတာကိုပဋိသင်္လာနလို့ခေါ်တာပဋိသင်္လာနဒါကိုဘာသာပြန်တဲ့အခါကျတော့တဘာရီကိန်းအောင်တယ်တယောက်ထိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရေးတာစကားလုံးအဓိပ္ပာယ်ကအမြဲတမ်းအဓိပ္ပာယ်ရှိတယ်ပဋိဆိုတာစိတ်ပူစရာစိတ်နောက်စရာအာယုန်တွေကမိမိစိတ်ကိုဆုတ်ခွာစေပြီးတန်လာနာကမ္မထာအာယုန်တစ်ခုတည်းပေါ်မှာငြိမ်ငြိမ်လေးနေတာကမ္မထာအာယုန်လေးနဲ့ငြိမ်ငြိမ်နေတာကိုပဋိသင်္လာနာလို့ခေါ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဋိသင်္လာနေယောဂမပိစထခြေသားရဟန်းတို့ပဋိသင်္လာနာအပေါ်မှာအထောက်ကြလို့တိုက်တွန်းလေးရှိတယ်နော်ပဋိသင်္လာနာမှာကြိုးစားအထောက်ကြလို့ဆိုကိုယ်စိတ်တွေကိုပူပန်စရာအာယုန်တွေစီမသွားစေပဲနဲ့လူတွေကပြောကြတယ်ဒါမိဘတွေကလည်းသားသမီးတွေဆုံးပါတယ်ဟဲ့ဒီနေရာမသွားနဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဒီမှာပဲနေလို့ဆိုတာမျိုးတွေပြောကြတယ်လို့သို့တော့ကိုယ်စိတ်ကိုပြောဖို့တော့မေ့မနေကြကိုယ်စိတ်ကိုအေးမြင်တဲ့အာယုန်ကြားတဲ့အာယုန်အဲ့ဒီအာယုန်တွေစီမသွားစေနဲ့ကိုယ်စိတ်လေးကိုကပ္ပထာအာယုန်စီပဲပို့လွတ်ထားလားအဲ့ဒါကိုပဋိသင်္လာနလို့ခေါ်တာပဲအဲ့ဒီပဋိသင်္လာနလို့ဆိုတဲ့ကိန်းအောင်ဖို့အတွက်အကောင်းဆုံးအာယုန်တွေကဘာတွေတုံးဆိုရင်ကာယစိတ်တဝေဒနာဓမ္မလို့ခေါ်တယ်မဟာသတိပဋ္ဌာန်သုတ်မှာဟောတဲ့တရားတွေအဲ့ဒီအာယုန်တွေကတစ်ခုခုပေါ်မှာမိမိစိတ်ကိုရနာပြီးတော့ငြိမ်ဝတ်စွာနေထိုင်စေတာဒါကိုပဲကမ္မထာအထုတ်တယ်လို့ခေါ်နေကြတာပေါ့နော်အဲ့တော့ဘုရားဆူဆူဟောတော်မူခဲ့တဲ့ဒီမဟာသတိပဋ္ဌာန်သုတ်အင်တမကမ္မထာအထုတ်တိုင်းအရေးပါသတိပဋ္ဌာန်တရားအာမထုတ်ပဲနဲ့ဘယ်ပုဂ္ဂိုလ်မှမဲ့ဖို့နေပါမရဘူးလို့ဆိုတော့တချို့ကစဉ်းစားကောင်းစဉ်းစားလိမ့်မယ်ဝိသခာ9နှစ်သမီးတရားနာပြီးတော့သောတပန်ဖြစ်သွားတယ်ဘာတရားမှအာမထုတ်လိုက်ရဘူးဘယ်ရိတ်တာမှမသွားလိုက်ရဘူးလို့လူထင်ကောင်းထင်မှာပေါ့သို့တော့ဝိသခာသောတပန်ဖြစ်သွားတာဟာလေကာယဝေဒနာစိတ်ဓာတ်ဓမ္မဒီတစ်ခုတည်းကဒီတစ်ခုခုအာယုန်နဲ့ဆိုလိုတာကရသော်ဘုရားတရားဟောနေတဲ့အချိန်မှာဒီအာယုန်တွေကလွတ်ပြီးတော့ဟောတာမဟုတ်ဘူးဘုရားတည်ဟောတဲ့တရားအာယုန်တစ်ခုပေါ်မှာအာယုန်စိုက်ပြီးတော့သူကသောတပန်ဖြစ်သွားတာဆိုတော့ဒီတတိပဋ္ဌာန်တရားကျင့်စဉ်နဲ့ပဲသောတပန်ဖြစ်တယ်ဘယ်လိုတတိပဋ္ဌာန်ကျင့်စဉ်ဖြစ်တုံးဆိုဘုရားတရားတော်ကိုအာယုန်စိုက်ပြီးတော့နာဖို့ကြိုးစားတာကတမ္မာဝါယာမပဲဒီတရားပေါ်မှာအာယုန်စိုက်နေတယ်ဆိုတာကတမ္မာတတိပဲဒီပေါ်မှာစိတ်ကလေးငြိမ်သွားတာကတမ္မာသမာဓိပဲဒီတရားတော်ကိုနှလုံးသွင်းစဉ်းကျင်သုံးသပ်နေတာကတမ္မာသင်္ကပ္ပသိမြင်သွားတာကတမ္မာဒိဋ္ဌိကျွတ်တင်ပြီးတော့ကိုချင်းတရားကောင်းအောင်လုပ်ထားတာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာဆိုဟောဒီမဲခင်၈ပါးပဲအဲ့ဒီမဲခင်၈ပါးထဲမှာတမ္မာတတိဆိုတာဒီတတိပဋ္ဌာန်ကိုပြောတာပဲဒါကြောင့်လို့
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်တရားနာလို့ကျွတ်တာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းတွေကလွတ်သွားတာမဟုတ်ဘူးဒီလမ်းကြောင်းကသွားတယ်လို့ကျင့်ပုံကျင့်နည်းဒါကွာတာအချိန်ပိုင်းသာကွာပဒါစာရီကလည်းတရားနာရင်ကနေကျွတ်တရားရသွားတယ်တဏှတိမတ်ကြီးကလည်းတရားနာရင်ကျွတ်တရားရသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီတတိပဋ္ဌာန်တရားပွားပြီးတော့ကျွတ်တာကြီးပဲလို့အချိန်တိုတာလေးနဲ့မပွားလိုက်ဘူးလို့ဒီလိုမအောင်မရသူတို့တဏ္ဍာမှာရှိတဲ့ဒီတတိတရားဟာတမာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ကိုပွင့်လင်းသွားစေနိုင်တဲ့စွမ်းအားရှိတဲ့တတိတရားတွေသူတို့မှာရှိသွားတယ်ဒါကြောင့်မလို့ကာယစိတ်ဝေဒနာဓမ္မကလွဲတဲ့ကမ္မထာအာယုန်တရားဆိုတာမရှိဘူးဒီဟာနဲ့ပဲသွားတယ်လို့ဒီလိုဟောတာပေါ့ဒါကြောင့်မလို့ဒီမဟာတတိပဋ္ဌာန်သုတ်ဟာခဏခဏအချိန်ချင်းကြားဖို့ပေမဲ့သိတယ်လို့စိတ်ကထင်ပြီးတော့မသိတာတွေအများကြီးတွေးနိုင်တယ်အဲ့တော့ဒီမြတ်စွာဘုရားရဲ့အာဘော်တော်အပိုင်းအစစ်တွေဆိုတာအင်တာမနဲ့နဲတယ်ခံပြီးတော့နဲ့တယ်ဆိုတာရေကြီးကအင်တာနဲ့လို့ရှိရင်ထောက်လို့မရဘူးထောက်တီးရမရနိုင်ဘူးအဲ့ဒါလိုပဲဒီတရားတော်ဟာအင်တာမနဲ့သည့်အတွက်ကြောင့်ရက်တီလို့မရဘူးဒုဒ္ဒတမြင်နိုင်ခဲ့တယ်နဲ့လို့ပဲမြင်ဖို့အင်တာမခက်တယ်အဲ့ဒါကိုဒီပေါ်မှာထောက်တရားရအောင်မြင်လို့ရအောင်ဆိုတဲ့သင်ကြားမှုဟာတစ်ချိန်နဲ့လည်းလုံလောက်မှာမဟုတ်ဘူးနှစ်ချိန်နဲ့လည်းလုံလောက်မှာမဟုတ်ဘူးအချိန်ချင်းအထက်ထပ်သင်ဖို့လိုအပ်တယ်စဉ်းစားကောင်းစဉ်းစားလိုက်ပဲမဟာတတိပဋ္ဌာန်သုတ်ဆိုတာအလွတ်လဲရတယ်ခဏခဏလည်းနာဘူးနေတယ်ပြီးဆုံးနေတယ်လို့စိတ်ထဲမှာမအောင်မေ့လေးနဲ့ဒီတဲ့လေးနဲ့တဲ့အချက်တွေဆိုတာလေးလာလေးပေါ်ထွက်လာလေးလေးလာလေးပေါ်ထွက်လာလေးဟိုလိုပြောရမယ်ဆိုလို့ရှိရင်ဟိုလူငယ်တွေပြောသလိုနေရွက်လိုပဲကြည်လေဝေးလေစွာလိုပဲနော်ကိုနာနီးနေပဲကြည်ရင်မှဝေးမှန်းသိတော့သွားတယ်အဲ့ဒါလိုပဲမဟာတတိပဋ္ဌာန်သုတ်ဟာဆင်ခြင်စဉ်းစားလေးနဲလေးဒီဟာမျိုးကိုတွေးရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီ10ရက်တာအတွင်းမှာမဟာတတိပဋ္ဌာန်သုတ်ကိုရွတ်ဖတ်ခြင်းမဟာတတိပဋ္ဌာန်သုတ်ကိုကြက်မှတ်ခြင်းမဟာတတိပဋ္ဌာန်သုတ်ကိုလေးလာဖတ်ရှုခြင်းဆိုတဲ့ဒီမဟာတတိပဋ္ဌာန်သုတ်ပြောမယ်ဆိုလို့ရှိရင်ဒီအချိန်မှာခုခေတ်စကားနဲ့ပြောရင်တတိပဋ္ဌာန်ကမ်ပိန်းပေါ့နော်တတိပဋ္ဌာန်ကိုပဲအာယုံစိုက်ပြီးတော့လှုပ်ကြစေခြင်းနဲ့ပေါ့ဒီတရားဟာအမှန်တမ်းလေးနဲ့တဲ့အထက်ကရာမှာမှားထားတဲ့မဟာတတိပဋ္ဌာန်သုတ်ကိုတဲ့ကုရုတိုင်းမှာသွားပြီးတော့မြတ်စွာဘုရားဟောတာဘာဖြစ်လို့ဟောလဲဆိုရင်ကုရုတိုင်းသားတွေကရာသီဥတုလည်းကောင်းတယ်အစာအာဟာရလည်းကောင်းတော့ကျန်းမာရေးကောင်းကြတယ်ကျန်းမာရေးကောင်းသည့်အတွက်ကြောင့်စိတ်ဓာတ်တွေကရှင်လန်းတယ်မြင့်မားတယ်ဒါကြောင့်မို့လို့ဒီတရားကိုအလေးနဲ့ခံယူနိုင်လို့သူတို့စီမှာဟောတယ်လို့အထက်ကရာကဒီလိုမှတ်ချက်ပေးထားတယ်သို့တော့ဒီလိုမှတ်ချက်ပေးထားတာအကြောင်းတစ်ခုသာဖြစ်နိုင်တယ်ပေါ့ဒီပြည့်နေရာတွေမှာမဟောဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးဒီပြည့်နေရာတွေမှာလည်းဟောတယ်နောက်တနည်းဖြစ်ပွဲရှိတာအဲ့ဒီခေတ်ကလူတွေကကုရုတိုင်းကလူတွေကပင်ကိုချင်းတရားကောင်းကြတယ်လို့ပြောဒါကြောင့်မို့လို့၅ပါးသီလကိုကုရုဓမ္မလို့ခေါ်တာရှိတယ်တချို့လည်းဂရုဓမ္မလို့သုံးတာရှိတယ်ပေါ့နော်ဂရုဓမ္မဆိုတာအလေးပြုရတဲ့တရားကုရုဓမ္မဆိုတာကုရုတိုင်းသူတွေတိုင်းသားတွေကသဘာဝအတိုင်းကြင်ကြံကြိုးကိုအထုတ်လိုက်နာကြတဲ့စီကံချက်တွေသူတို့ရဲ့ယဉ်ကျေးမှုလို့ဒီလိုဆိုရမှာကုရုတိုင်းသားတွေရဲ့ယဉ်ကျေးမှုသူများတဲ့တတ်မှုရှောင်းတယ်သူများဥစ္စာခိုးတာရှောင်းတယ်ကောင်းကောင်းအာယုန်တွေပြင်းမာတာမျိုးရှောင်းတယ်လိန်ပြောတာရှောင်းတယ်အယက်သေးတာရှောင်းတယ်ဒါကုရုတိုင်းသားတွေရဲ့ကိုချင်းတရားလို့ဆိုလို့တယ်သဘာဝအတိုင်းကျင့်ကြတဲ့ကိုချင်းတရားအဲ့ဒီကိုချင်းတရားတွေကိုကျင့်ကြံကြိုးကိုအထုတ်ပြီးတော့နေကြလို့ကုရုဓမ္မအဲ့တော့ဒီလူတွေကဘာနဲ့ဥပမာတူတော့ဆိုရင်ပဋိကားချက်ကြီးမှာအစင်နဲ့ပဋိကားချက်ကြီးကြက်ပြီးသားဟောရင်ဆေးချယ်ယုံမဲ့သို့မဟုတ်အယုတ်ဆွဲယုံမဲ့အစင်တဲ့ပုံစံမျိုးဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအင်တန်ချင်းနေကောင်းတဲ့ကုရုတိုင်းသားတွေကိုလက်တွေ့ကျင့်သုံးဖို့ဆိုပြီးတော့ဒီတတိပဋ္ဌာန်တရားကိုဟောတယ်လို့ဒီလိုဆိုတာအဲ့တော့ဒီတတိပဋ္ဌာန်တရားဟာ
အင်တမလေးစားလိုက်နာပြီးတော့နေ့စဉ်နဲ့အမျှကိုယ့်ဘဝမှာဒါလက်ဆွဲထားပြီးတော့အမြဲတမ်းကျင့်ကြံကြိုးကိုအထောက်အမဲ့ဒေသနာတော်ဖြစ်တယ်ရှုဖတ်တဲ့စေရအောင်ကြက်ပြီးတော့ဒါကိုစိတ်ထဲကအတိပ္ပယ်သိပြီးတဲ့အခါမှာနှလုံးသွင်းဆင်ခြင်ပြီးတော့ဒီတရားကိုအာယုံပြုနေရင်လည်းပဲစိတ်ညစ်စရာစိတ်ပူစရာစိတ်နောက်စရာဆိုတဲ့ကာမအာယုန်တွေကနေပြီးတော့ဆုတ်ခွာပြီးတော့မဟာသတိပဋ္ဌာန်သုတ်ဆိုတဲ့အာယုန်လေးတစ်ခုပေါ်မှာနေခြင်းဟာလည်းပဲပဋိသန္လာနာထဲမှာပါဝင်နိုင်တယ်ပေါ့ဒါကြောင့်မို့ဒီရက်10ရက်ဟာသတိပဋ္ဌာန်အတွက်အချိန်ပေးတဲ့ရက်10ရက်ဖြစ်ဖို့ကြိုးစားအထောက်ကြဖို့လိုအပ်တယ်ပေါ့သိအောင်လဲကြိုးစားအထောက်ရမယ်နားမလဲလဲနားလဲသည့်ထိအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်နားမလဲရင်ဆွေးနွေးရမယ်မေးမြန်းရမယ်အဲ့ဒီလို discussion ချိန်လည်းရှိတယ်အဲ့ဒီအချိန်မှာဒီမှာသတိပဋ္ဌာန်သုတ်ကိုအာယုံစိုက်ပြီးတော့လေ့လာစီဖို့ကြမယ်တခြားမေးခွန်းတွေဟိုမေးဒီမေးတွေကိုယ့်ရင်ထဲကမရှင်းတဲ့ကြံတဲ့တချို့ကိစ္စတွေကအရေးမပါတာတွေရှိတယ်ပေါ့ဥမာမဲ့ဘယ်သူကတော့ဘယ်လိုပြောတယ်ဘယ်ဝါဘယ်လိုပြောတယ်သူကသူပြောချင်တာပြောနော်အရေးကြီးဆုံးကကိုသိတဲ့အသည့်မမှားဖို့အရေးကြီးတယ်သူများမှားတာကိုယ်နဲ့မဆိုင်ဘူးလောကမှာဒီမှားတာတွေကိုလိုက်ပြင်ရမယ်ဆိုရင်ဖျားတဆူတဲ့တောင်လောက်မှမဟုတ်ဘူးအမားတွေကတော့ရှိနေပါပဲဖျားပြင်တဲ့အမှားဖျားပြင်ပေးတာတောင်မှဆက်မှားနေတဲ့ပုံကိုယ်တွေအများကြီးရှိသေးတယ်အဲ့တော့ဒါတွေပေါ်မှာမကြိုးစားနဲ့ကိုကြိုးစားရမှာပါတော့ကိုအသိဉာဏ်မှန်ကန်မှုအတွက်သတိပဋ္ဌာန်တရားတစ်ခုတည်းကိုအာယုံစိုက်ပြီးဒီရက်10ရက် retreat ပေါ့နော်ဒီ retreat ဟာပရိသတ်ဒီမဟာသတိပဋ္ဌာန် retreat ပေါ့နော်မဟာသတိပဋ္ဌာန် campaign ပေါ့အဲ့ဒါလို့စိတ်ထဲမှာအာယုံထားပြီးသတိပဋ္ဌာန်နဲ့ပတ်သက်ပြီးတော့သိစရာမှတ်စရာတွေတို့တွေသိအောင်အာယုံစိုက်ပြီးကြိုးစားကြမယ်ဒီသတိပဋ္ဌာန်သုတ်ရဲ့ဒီအဆိုအမိတ်နေမှတပါတခြားဟာတွေပေါ်မှာတို့စိတ်မရောက်အောင်ထိမ့်ပြီးဒီဟာကိုပဲအာယုံပြုပြီးတော့သင်ကြားကြမယ်လို့စိတ်ထဲမှာနှလုံးသွင်းပြီးတော့ဒီ10ရက်တာမဟာသတိပဋ္ဌာန်သုတ်တံအနှစ်ချုပ်ကိုအာယုံစိုက်ပြီးတော့တာဓုကံသူနောထမနတိကရောထသူနောထတာဓုကံမနတိကရောထလို့မြတ်စွာဘုရားအမြဲတမ်းတတိပေးတဲ့စကားတော်အတိုင်းပဲနားဆိုင်ထောင်ပြီးတော့ကြာကြာနာနာအာယုံစိုက်ပြီးတော့နှလုံးသွင်းကမဟာသတိပဋ္ဌာန်သုတ်ကိုလေ့လာသင်ကြားပွားများအားထုတ်နိုင်ကြပါစေ